ဒီဗီဒီယိုကတော့2026ခုနှစ်မေလ9ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ EFM Fandom Live အစီအစဉ်ဖြစ်ပြီးတရုတ်ဆောင်အဆိုတော် Apple လက်ပီဆာရာအင်တရာဆုနဲ့ Meme ရတနာပုံကလင်ကူလာဘီရန်တို့ပါဝင်အားဖြည့်ထားတာဖြစ်ပါတယ်။ GMM Grammy အဆောက်အဦရဲ့ lobby မှာပရိသတ်တွေအများအပြားလာရောက်ဆောင်ဆိုင်ပြီးသူတို့နှစ်ဦးကိုအားပေးခဲ့ကြပါတယ်။အစီအစဉ်အပြီးမှာလည်းပရိသတ်တွေနဲ့တွေ့ဆုံပွဲ fan meeting ပြုလုပ်ဖို့ရှိတယ်လို့ဆိုပါတယ်။ Apple နဲ့ Meme တို့ဟာအလုပ်အတူတူလုပ်ရင်းတခါတလေတရက်ကို24နာရီထက်မကအတူရှိခဲ့ကြတဲ့အထိရင်းနှီးကြသူတွေပါ။အခက်ခဲတွေနဲ့ပျော်ရွှင်စရာတွေကိုအတူတူဖြတ်ကျော်ခဲ့ကြပုံတွေကိုပြန်ပြောင်းပြောပြခဲ့ကြပါတယ်။ Apple က Meme ဟာသူမအတွက်အမြဲတမ်းကောင်းမွန်တဲ့အမှတ်တရဖြစ်နေမှာဖြစ်ပြီးအတူတူစူးစမ်းခဲ့ကြတဲ့အောင်မြင်မှုတွေကိုတန်ဖိုးထားကြောင်းပြောခဲ့ပါတယ်။ Meme ကလည်းသူတို့နှစ်ဦးငငယ်လေးကလေးကခုချိန်ထိအတူတူရှိပေးခဲ့တဲ့အတွက်ကြီးစုတင်ကြောင်းနဲ့တယောက်ကတယောက်တင်ယူစရာတွေအများကြီးရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ရှေ့ဆက်ပြီးဘလို့အခက်ခဲတွေပဲရှိလက်တွေးမဖြုတ်ပေးအတူတူကြော်ဖြတ်သွားကြဖို့တယောက်ကိုတယောက်အားပေးစကားပြောခဲ့ကြပါတယ်။သူတို့နှစ်ဦးကိုလာမယ့် August လအထိရုပ်သံဖန်သားပြင်ပေါ်မှာအတူတူဆက်လက်တွေ့မြင်ရအောင်မှာဖြစ်ပါတယ်။ဒီအစီအစဉ်ဟာသူတို့နှစ်ဦးရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ပရိသတ်တွေအပေါ်ထားရှိတဲ့မေတ္တာတွေကိုဖော်ပြတဲ့စိတ်လှုပ်ရှားစရာအစီအစဉ်တစ်ခုဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။